28နိုင်နေရတော့ကျောင်းလာခအိမ်လာခကိုယ့်ရဲ့စားစရိတ်တွေကတော့လုံလောက်တယ်လို့ပြောလို့ရပါတယ် ယူမင်္ဂလာပါ မင်္ဂလာပါအေချန် မြန်မာနိုင်ငံကနေကျောင်းထဲလာခဲ့တဲ့ agency လေးမိတ်ဆက်ပေးပါဦး ကျွန်တော်ကမြို့မိုရိပ်နီဟွန်ဂေါကခိုးနဲ့လာခဲ့ရပါတော့မြို့မိုရိပ်နီဟွန်ဂေါကခိုးကဇေယတီရီလန်အရင်တော့ဇေယတီရီလန်မှာရှိရပါဒါပေမဲ့အခုကတော့ကဘာကြီးဖျားလမ်းဖက်ပြောင်းသွားပြီလို့ကြားတယ် ကိုတင်တန်းနဲ့ပတ်သက်ပြီးတော့ဟို ready ပေးရမယ်ဆိုဘယ်လိုပေးရမလဲအတင်ပြဘာညာပေါ့ rating ပေးရမယ်ဆိုရင်တော့တင်ချမှုပိုင်းရောတောင်းယူမှုတောင်းခံမှုပိုင်းရောအကုန်လုံးကျွန်တော်ကတော့10 out of 8လောက်တော့ပေးရတနေ့စာတနေ့ကိုတို့တခြားစစ်ပေးတယ်ကျွန်တော်စာလိုက်မလုပ်နိုင်တဲ့လူဆိုရင်တော့အဆင်မပြေဘူးပေါ့သူကနေ့တိုင်းစာမေးတယ်အဲ့အတွက်ကြောင့်မလို့တကယ်ကိုကအင်တိုက်အားတိုက်လုပ်ချင်တယ်ဆိုရင်မြို့မိုရိပ်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်မြို့မိုရိပ်တကယ်ကောင်းတဲ့တင်တန်းမှာလို့ တကယ်လို့ကျောင်းထဲလာချင်တယ်ဆိုလို့ရှိရင်ရောအဲ့လိုမျိုး join ဖို့ recommend ပေးလား လုံးဝအဆူမဲပါကျောင်းနဲ့လာချင်တယ်ကိုလည်းတကယ်စူးစမ်းချင်စိတ်ရှိတယ်ဆိုရင်တော့မြို့မိုရိပ်ကတော့တကယ်ကိုတီတီရောက်လို့တာဝန်ယူပေးရပေါ့နော်တချောင်းအဆင်မပြေဘူးဆိုရင်နောက်ထပ်တချောင်းလည်းသူကရှောက်ပေးရဖောင်နာကိုတိုင်းကလည်းစိတ်ရှိရှိနဲ့လုပ်ပေးရပေါ့ ဆိုတော့မြင်မို့ရပေါ့နော်အခုပေါ့နော်ဒီတော်တော်များများပေါ့နော်ဒီ28နာရီအလုံးလုံးချိန်ကိုကန့်တက်လိုက်တော့ကြောင်းမလို့ပေါ့နော်ကျောင်းသားတွေကဒီနောက်တစ်နေ့ဒီ language school ဒီနေ့ကြံတာပေါ့နော်အဲ့ဒီနေ့စာကိုဟိုအချိန်ပိုင်းလုပ်ပြီးတော့ language school ဒီနေ့စာအချိန်ပိုင်းလုပ်ကိုဆက်ပြီးတော့ပေးနိုင်လားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုအမြင်ရပါတော့ကိုဒီ Jew ဆိုလို့ရှိရင်ရောပေးနိုင်လားမပေးနိုင်လားပေါ့နော်ဒီ28နာရီပဲအလုပ်လုပ်ပြီးတော့ language school ပဲဆိုရင်တော့သူချိုတခြားပြည်နယ်နဲ့ကွဲပြီးတော့နည်းနည်းဈေးနှုန်းတွေကွာဟမှုတော့ရှိရလို့ကြားရပါတော့ဒီမှာသူချိုမှာတော့ language school ပဲဆိုရင်28နာရီလောက်ခွင့်ပေးရဆိုမှတချို့က25နာရီလောက်ပဲလောက်ခွင့်ရပါတော့25နာရီလောက်လောက်ပုံမှန်ဆိုရင်တော့စုမိပါတယ်ကိုရှာတယ်အိမ်လာခပေးတယ်ကျောင်းလာခတွင်းရဆိုရင်28နာရီနဲ့ကတော့လုံလောက်ပါတယ်ဟုတ်ကဲ့ ဒီ28နာရီပဲလုပ်ပြီးတော့ကျောင်းလက်ကပေးခဲ့ရမလားအေးကနေရောပြန်တောင်းရသေးလား ကျွန်တော်တို့မြန်မာနိုင်ငံကနေလာတဲ့ချိန်ကတော့ဒီ language school ရဲ့ပထမတစ်ဖြတ်ကိုပေးခဲ့ရပါတော့ပေးခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရောက်လာတဲ့အလုပ်လုပ်ပြီးတခြားလေးစုရမယ်ဆိုရင်နောက်ထပ်တစ်ဖြတ်အတွက်ကြံတဲ့ကျောင်းလာခတွေအတွက်ကတော့ပူဆံမလို့ပေါ့နော်သူကစုမိပြီးသားဖြစ်တော့ကိုကဒါပေမဲ့ကိုကစုထားတာမျိုးမရှိဘူးတုံးမယ်ဖြုံးမယ်ဆိုရင်တော့ဒါကတော့နည်းနည်း short ရှိနိုင်ပါဆိုတော့ဒါလူပေါ်မူတည်ပြီးတော့ကွာသွားမှာပေါ့နော် တိတ်မှန်တာပေါ့ဗျာ ဆိုတော့ကိုကဒီ language school တည်တတ်မယ်ဟိုနောက်နေ့အတွက်ကျောင်းလာကပဲတည်တတ်စုမယ်ဘာမှသိဟိုလိုအပ်တဲ့ဟာပဲသုံးမယ်ဟိုမလိုအပ်တဲ့ဟာမသုံးဘူး language တည်တတ်မယ်စုမယ်ဆိုလို့ရှိရင်တော့28နိုင်နဲ့လောက်ပြီးတော့နောက်နေ့အတွက်ကျောင်းလာကတင်းတင်းစာပေါ့နော်ဟုတ်တယ်လို့ထင်တယ်ပေါ့နော်ထင်လားအဲ့လိုမျိုး လုံလောက်ပါတယ်28နိုင်နဲ့ကတော့ကျောင်းလာခအိမ်လာခကိုယ့်ရဲ့စားစရိတ်တွေကတော့လုံလောက်တယ်လို့ပြောလို့ရပါတယ် ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒီ28နာရီကိုအချိန်ကိုတင်းကျပ်လိုက်မယ်ပြောတဲ့အတွက်ပေါ့နော်စိတ်ပူနေတဲ့သူတွေကိုပါပြောခြင်းလေ အဓိကတော့အခုကျွန်တော်လည်းနည်းနည်းတိုင်ပတ်နေတာဗာလဲဆိုတော့ကျွန်တော်ရဲ့အလုပ်မှာ28နာရီအပြည့်ပေးရအပြည့်ဒီသူကအလုပ်အဝင်နဲ့အလုပ်ထွက်ပေါ် time cut သူရိုက်ရပါတော့အဲ့လိုအချိန်မှာ28နာရီတည့်ကိုတပတ်28နာရီအတိပေးတဲ့ခါကျတော့လတွေများလာတဲ့ခါမှာသူကမိနစ်စွန်းနာလေးတွေရှိတဲ့ခါကျတော့ပြန်အနောက်ဆုံးပြန်ပေါင်းလိုက်တဲ့အချိန်ကျတော့နာရီကျော်က30တို့နာရီ30တို့30နာရီတို့ကျော်ရတာမျိုးလည်းရှိရဲအကြောင်းလို့အဲ့ဒါကို28နာရီလောက်ခွင့်ရတယ်ဆိုပေမဲ့25နာရီ26နာရီအဲ့လောက်ပဲလုပ်စီချင်တယ်ပေါ့နော်ဒီ visa cushion extension လုပ်တဲ့အချိန်မှာနည်းနည်းပြဿနာဖြစ်နိုင်တယ်အားအကြောင်းလို့ကိုက28နာရီအပြည့်လုပ်ခွင့်ရတယ်ဆိုပေမဲ့24နာရီ25နာရီပဲလုပ်စီချင်ပါတယ်ဟုတ်ကဲ့ ဆိုတော့ဒီ28နာရီတင်းကျပ်လိုက်တယ်ဆိုပေမဲ့28နာရီပဲလုံးမယ်အပေးတစ်ခုတည်းနဲ့ပေါ့နော်အဲ့ဒါနဲ့လုပ်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်ပဲမူတည်ပြီးတော့ကိုကစုမယ်ဆိုလို့ရှိရင်ကျောင်းလာကလောက်တယ်ပေါ့နော်ပြောချင်တာတော့ ဟုတ်ကဲ့လုံးဝလုံလောက်ပါတယ် ပြီးတော့လို့ရှိရင်ဘာထပ်ပြောချင်ရရှိသေးလဲ ဘာထပ်ပြောချင်သေးလဲဆိုတော့ဂျပန်ရောက်လာတဲ့လုံးဝပြီးတော့မဟုတ်ဂျပန်ရောက်လာမှဘွားတကယ်စတာဒီတော့အားလုံးပဲစူးစမ်းကြပါလို့ ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးပါ